ဒီခါကျဒီကောင်ဒီလိုထောက်မထားဘူးဒီဖြားကိုမတာမြင်လားကျတော့ဒီအပေါ်လေးပဲလို့ဒီအပေါ်လေးဒီအဖြားကိုလွတ်တာဒီဖြားကိုဒီလိုသွားမထောက်ဘူးဒီလိုထောက်လို့တက်သွားတယ်ကျွန်းသွားတယ်မြင်လားမမလွတ်တာနဲ့ဒီမှာမြင်လားဒီမှာဒါလေးပဲကျတော့တိုက်ပြီလားမြင်လားဒါဆိုရင်ဘာဖြစ်သွားပြီးတော့ဒီဟာကိုသွားနှိုက်လိုက်ရင်ထွက်သွားတယ်ဒီကောင်လွတ်တာဒီပေါ်မှာကျတော့ဒီမဲ့နေရာဒီပေါ်လေးမြင်လားအဲ့ပေါ်ဒီအဲ့တန်လိုက်ပြီဒီကနေ့လည်းရှိဆက်ပြမယ်ဒီအဲ့ဒါမင်းတယ်အဲ့လိုကြီးဒီလိုလုံးဝင်အောင်တဲ့မကြောက်နဲ့ပြတ်သွားမကြောက်နဲ့ဆရာကြီးအခုအဲ့မှာမင်းတက်ဆရာ तू ကဒီလိုဝင်ရမှာလို့ဒီလိုဝင်ရမှာလို့ဖြစ်တယ်မာကြီးဒီကောင်လည်းဒီလိုပဲတဲ့ဒီမှာကျဒီကောင်လေးအဖျားကိုဒီမှာထောက်လို့ရတယ်ဒီမှာထောက်ဒီမှာတော့အောက်ချီမှာဒီအစက်လေးမှာကတ်ထောက်ပြီးတော့မှပြကြတယ်ဟောပါဝိုက်နော်ထောက်ပြီးတော့မှပြကြတာနင်းလားနောက်ပြီးတော့မှဒီအဖျားလေးကိုပတ်စီဆွဲသိမ်းတာနော်မလိုက်တာလေးဒါကြောင့်ဟိုအောက်လောက်ပြီးသွားတာဒီလောက်မှညှက်နင်းလားဘာပြောဟုတ်လားအရင်ပြင်မမဟုတ်ဒါကြီးကိုအဲ့လိုဒီလိုကြီးသွားမထိုးနဲ့အဲ့လိုဆိုနှိုက်တယ်ဒီလိုကြီးဆိုလဲဒီလိုကြီးဝင်သွားတယ်နင်းလားမာကြီးဒီအောင်အောက်ချီကိုထောက်တာအောက်ချီထောက်ဒီနေရာလောက်မှာကတ်ပြီးဖြစ်အဲ့နေရာလောက်မှာကတ်ပြီးနင်းလားပါဝိုက်လောက်ပဲဟုတ်လားဒီပေါ်ရောက်တော့ဆရာတို့ကဒီလိုကြီးထည့်ပါမလေးလားထည့်သွားမှဒီကောင်မကြီးနင်းလားဒါဆိုရင်ပါသွားပြီဒါဆိုရင်ပါသွားပြီရအဲ့ဒါဒီဒါတွေကြဘာလုပ်မလဲတန့်လိုက်ပြန်မမဟုတ်ပြီမโอเคပါဗျာမထက်တော့ပြဒါလေးနည်းနည်းပါဖြစ်တယ်ဖတ်နေအဲ့ဒါလေးတင်းလိုက်ဒီဘက်ကဟာလို့ညီွားဟုတ်လားကြောက်လာမယ်โอเคကောင်းကောင်းရပါပြီဆိုရင်အဲ့လောက်သပင်တန်တာအဲ့လောက်ဖြီးတတ်တယ်ဆိုရင်ကျန်တဲ့ဆိုရင်ညက်လို့ရမနိုင်သွားပြီအလေးကိုမနိုင်သွားပြီအပေါ်ဖြီးတဲ့ခါမှလည်းမလုံးနဲ့ဒါဒီကိုလာဆရာပြမလားငင်းတော့ကဟုတ်တယ်လာပြန်ကြည့်လားဟုတ်လားအဲ့နည်းနည်းဖြီးလိုက်ခေါင်းတစ်ခေါင်းလုံးမင်း over session နေဒီတိုင်းလွတ်ထိုင်တော့အဲ့ကောင် okay ပါပြီဟုတ်စစ်စစ်ကနေထည့်လိုက်အနှောင်လေးနဲ့ယူမယ်နော်မချက်ဟုတ်လားဘာလို့ပါလဲမင်းလိုချင်တဲ့စီးဘယ်ယူอ่ะဒီမှာပတ်ပတ်လေးဒါလေးကလည်းဖြန်းဖြန်းမယ်ပြီးမယ်ဖြန်းမယ်ပြီးမယ်ဒါလေးလည်းပြီးမယ်အဲ့ကြောင့်မှတပည့်ကနည်းနည်းမို့ဟုတ်လားဟိုဘက်ကအဆုံးလေးကိုတင်းလိုက်ဒီဘက်ကအဆုံးလေးကိုတင်းလိုက်ရင်ပြီးသွားပြီဟုတ်လားရော့တင်းကြည့်လိုက်ဟုတ်လားနော်ရပြီခါပြီးလိုက်တယ်ရော့ဘိုးမယ်ငါတို့လဲ